ဗကန်ခေဆိုတာမြန်မာနိုင်ငံထဲကိုမြန်မာတိုင်းသားတွေရောက်လာပြီးတဲ့နောက်ပိုင်းမှာတဖြည်းဖြည်းနဲ့အင်အားအကြီးဆုံးအနေအထားကိုရောက်ရှိလာတဲ့အချိန်ဖြစ်ပြီးတော့ဒီနေ့မြန်မာနိုင်ငံနီးပါးလောက်ကျယ်ဝန်းတဲ့ပိုင်နက်ကိုလည်းတိမ်ပိုင်းအုပ်ချုပ်နိုင်ခဲ့ပါတယ်။ပြူမင်းဆက်ပြီးဆုံးသွားတဲ့အချိန်မှာဗကန်ခေဆိုတာကပထမဆုံးမြန်မာဘရင်နိုင်ငံကိုတည်ထောင်နိုင်ခဲ့တဲ့ခေတ်လည်းဖြစ်ပါတယ်။ပထမမြန်မာနိုင်ငံတော်ဖြစ်သတ်မှတ်ခံထားရတဲ့ဒီပကံခေတ်ကာလကိုတော့မြန်မာတက္ကရာ406ခုကနေပြီးတော့ပင်တရာမြို့စတည်တဲ့တက္ကရာ684ခုနှစ်ထိသတ်မှတ်ထားပါတယ်။ဒါပေမဲ့လည်းကြာအိုးအံပကံတီဆိုတဲ့ဆိုလိုစကားရကြာဆိုတာက2အိုးဆိုတာက1အံဆိုတာက1အကုန်ပေါင်းလိုက်လို့ရှိရင်တော့မြန်မာတက္ကရာ212ခုနှစ်မှာပကံကိုစတင်တည်ထောင်တယ်လို့ဆိုပါတယ်အစာပိုင်းလုံးကတော့မြန်မာလူမျိုးတွေကယခုလက်ရှိတောက်စိတ်ခရိုင်ဒေသတွေမှာအခြေချခဲ့ကြပြီးတော့တနေ့တမင်းထူထောင်ပြီးစုစည်းနေတိုင်လိုက်တဲ့အခါမှာAD 10ရာစုကိုရောက်တဲ့အခါကျတော့ပကံမင်းဟာအင်အားအကြီးဆုံးဖြစ်အတိမတ်ပြုခံရတဲ့မင်းတစ်ပါးဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့လည်းအစောပိုင်းပကံမင်းဆက်တွေရဲ့အကြောင်းကဒဏ္ဍာရီလာတာဖြစ်ပြီးတော့တီးကြတဲ့သမိုင်းအထောက်အထားတွေကိုတော့ဒီနေ့ထိတိုင်ချဖွေမတွေးရသေးပါဘူး။တမိုင်းလေးလာတဲ့သူတွေရဲ့အဆိုအရဆိုရင်တော့စတင်တီထောင်တဲ့သမုဒ္ဒရမင်းကနေစပြီးတော့ပကံပြည်ပြတ်သုံးတဲ့စောမွန်နဲ့မင်းအထိပကံမင်းဆက်ကအားလုံးစုစုပေါင်း50ရှိတယ်လို့လည်းဆိုထားပါတယ်အထောက်အထားတွေကိုအစောဆုံးစတင်တွေ့ရှိခဲ့ရတဲ့အနော်ထာမင်းလက်ထက်အရောက်မှာတော့ထေရဝါဒဗုဒ္ဓဘာသာကိုတက်ဝင်ယုံကြည်လာကြပြီးတော့နိုင်ငံရေးဩဇာအရာလည်းအထွတ်ထိပ်ကိုရောက်လာခဲ့ပါတယ်ဒါပေမဲ့လည်းအနော်ထာမင်းရဲ့နောက်မှာနန်းတက်ခဲ့တဲ့ဆောလိုမင်းရဲ့အရေးချင်းညံပြင်းမှုတွေကြောင့်တိုင်းပြည်ပြိုကွဲလူနေနီအနေနဲ့ကြာရောက်ခဲ့ရပြီးတော့ဆောလိုမင်းကလည်းရန်သူတွေရဲ့လက်ချက်နဲ့ပဲအနေဆာရောက်ခဲ့ရပါတယ်။ဒါပေမဲ့သူ့လုံမှာနန်းဆန်ခဲ့ကြတဲ့ကျန်စစ်သားနဲ့အလောင်းစီသူမင်းတွေလက်ထက်မှာတော့တဖန်အင်အားဩဇာပြေဝဲလာခဲ့ကြပြီးတော့၎င်းမင်းတွေအလွန်မှာပကံရဲ့ဩဇာတဖန်ကျဆင်းသွားခဲ့ရပြန်ပါတယ်။နောက်ဆုံးAD 1289မှာနေရတီယာပရိခေါ်မင်းခွေးရှိခေါ်တေယုပြည်မင်းလက်ထက်မှာတော့မွန်ဂိုတို့ရဲ့စစ်ရန်ကြောင့်ပကံကပျက်စီးခဲ့ရပြန်ပါတယ်မွန်ဂိုတို့မြန်မာနိုင်ငံကနေတပ်တွေကိုပြန်လည်ရုပ်သိမ်းပြီးတဲ့နောက်လန်တက်ခဲ့ကြတဲ့ကြွာစာစောနစ်စောမွန်နင်းတို့ကချမ်းညီနောင်3ဦးလောက်ခံပကံမင်းတွေလို့သာအတိမတ်ပြုခံရပြီးတော့အမှန်တကယ်ဩဇာရှိကြတဲ့သူတွေကတော့ချမ်းညီနောင်3ဦးဖြစ်တဲ့အသင်ခေဟာရာဇအတင်းကျန်တည်ရသူတို့ဖြစ်ကြပါတယ်အတချို့သောသမိုင်းဆရာတွေကအဲ့ဒီကာလကိုမြင်းဆိုင်ခေဒါမှမဟုတ်ပထမချမ်းခေအဖြစ်လဲသတ်မှတ်ကြပါတယ်ပကံခေပြတ်သုံးရခြင်းရဲ့အဓိကအကြောင်းရင်းကတော့မင်းနေညံပြင်းတာကြောင့်လို့သမိုင်းမြန်ရှင်တချို့ကသုံးသပ်ကြပါတယ်။ပါစိတ်ရာဆိုရင်နေရပကံမင်းဆက်က50ရှိတယ်ဆိုပေမဲ့လည်းတကယ်တမ်းမှတ်တမ်းတွေရတော့18ဆက်သာရှိပါတယ်။ဒီမင်းဆက်တွေကတော့နံပါတ်1ကွမ်းစော်ကြောင်ဖြူ AD 964နံပါတ်2ကြည်စိုးမင်း AD 986နံပါတ်3စုကရေ AD 992နံပါတ်4အနော်ရထာမင်းAD 1044နံပါတ်5ဆိုလူမင်း AD 1089နံပါတ်6ကျန်စစ်သားမင်း AD 1084နံပါတ်9အလောင်းစီသူ AD 1092 8နရသူ9နရတင်ခ10နရပရိစီသူ17ဒီလိုမင်းလို့12ကြောက်စွာမင်း13ဥဇနာမင်း14နရဟတိယပတိ15ကြောက်စွာမင်း16စောနစ်19စောမွန်နေတို့ပဲဖြစ်ကြပါတယ်ကွမ်းစောကြောင်ဖြူမင်းကွမ်းစောကြောင်ဖြူမင်းကပကံမင်းဆက်35ဆက်မြောက်တန်နဲ့မင်းရဲ့သားတော်တစ်ပါးလည်းဖြစ်ပါတယ်တောင်လူချင်းမင်းလက်ထက်မှာငရေစင်ကမိခင်ဖြစ်သူနဲ့အတူနေထိုင်ကြီးပင်းခဲ့ပါတယ်အရွယ်ရောက်တဲ့အခါမှာကွမ်းစောအခွန်ကောက်ခံရတဲ့အလုပ်ဖြင့်မင်းမူလန်ဖြစ်လာခဲ့ပါတယ်လေကွင်းရာကွင်းတွေကိုတိုင်းတာစော်ပြီးခွန်ကောက်ရတဲ့အလုပ်တာဝန်ရနေ့စဉ်နန်းတွင်းကိုခါစားဝင်ရပါတယ်။ကွမ်းစော်ကြောင်ဖြူရက်မှာနေထိုင်ပါတယ်။အဲဒီရက်မှာသူဝနတောတနဂါးပြူကိုသွားတဲ့နဂါးကြောင်ရွှေကြောင်လို့လည်းဆိုပါတယ်။မိခင်ကသားကွမ်းစော်အတွက်စားမြေစားထုတ်ကိုနေတိုင်းစီရင်ပေးပါတယ်။ကွမ်းစော်ဟာစားမြေစားကိုစောင်းချမ်းမြင့်ကြီးအောက်မှာဖြည့်၍စာအုပ်တင်ပါတယ်။မစားမိမှလည်းစောင်းချမ်းပင်စောင်းနှက်ကနေစပြီးတော့နက်နဂါးတွေကိုအမြောက်ပေးပါတယ်။
နတ်တို့ကအိမ်မက်ပေးပြီးတရဏဂုံ၅ပါးတီလာကိုမြဲစွာဆောင်ပြီးသစ္စာစကားကိုမှန်အောင်သောအနုတ္တိ10ပါးကိုတစ်နေ့2000ရအောင်စီးပြန်လို့ဆိုကြပါတယ်နတ်တို့ကဆိုတဲ့အချိန်ကနေစပြီးတော့အမြဲစောင့်တည်နေပါတယ်ဒီစကားကိုကြည့်ပြီးအနောရထမတိုင်မီပကံဒီမှာသဒ္ဒနာတော်အလုံးစုံမပြည့်ခဲ့ကြောင်းသိတာလှပါတယ်တရက်မှာတော့မင်းလောင်းပေါ်မယ်ဆိုတဲ့ကောလာဟလာတွေထွက်လာခဲ့ပြီးတော့ကွမ်းစော်လူလင်ရလဲမင်းလောင်းကြည့်ဖို့နန်းတော်ကိုနက်နက်စောစောထွက်လာခဲ့ပါတယ်လန်ခီမှာတော့အဖိုးကိုရောင်ဆောင်ထားတဲ့တရားမင်းနဲ့တွေ့ပြီးတော့အဖိုးကမိမိလည်းမင်းလောင်းကြည့်ရန်လာခြင်းဖြစ်ကြောင်းမိမိနဲ့ပစ္စည်းများကိုမင်းလောင်းကျိုးတဲ့နန်းတော်အဝင်ဝါကိုယူဆောင်သွားပေးဖို့အတွက်ပြောဆိုခဲ့ပါတယ်ဒါကြောင့်လေကွမ်းစော်ကလည်းအဖိုးကိုပေးတဲ့မကိုင်တရပူအရိနမလန်မြင်းဖြူတို့ကိုစီးပြီးတော့မင်းလောင်းကျိုတဲ့နန်းတော်ဝါကိုထွက်လာခဲ့ပါတယ်အစင်တစားတွေဆင်မြန်းပြီးမြင်းဖြူစီးလာတဲ့ကွမ်းစော်ကိုလူအများကမြင်တဲ့အခါမှာမင်းလောင်းလို့တညီတညွတ်ထဲလက်ကန်ယူကျိုးပြီးတော့မင်းဖြစ်ကိုရရှိခဲ့ပါတယ်တောင်သူကြီးမင်းလည်းနန်းတော်လေသာဆောင်ကနေအချိန်လုံးပြုတ်ကျတာကြောင့်ကွယ်လွန်ခဲ့ပါတယ်ဒါကတော့ပကံခေတ်အပိုင်းတစ်ပဲဖြစ်ပါတယ်